မင်္ဂလာပါအမြင့်မြတ်ဖြစ်ပါတယ်ဒီနေ့မှာတော့ consonant letter တွေကပထမဆုံး line ကိုလေ့လာကြမယ်နော်အရင်ဆုံး column နှစ်ခုမတူတဲ့အတန်တွေရှိတယ်ဆိုတာကိုနားထောင်ကြည့်ရအောင်နော် 1 ka kha ka kha အတန်မတူပါဘူးနော် 2 sa 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 3 ta 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 4 pa 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 okay ပထမဆုံး row မှာကကာကြီးခါကွေကားငယ်ကာကြီးငါတူတူရေးကြည့်မယ်နော် ka ji kha gui ga nge ga ji nga okay ရေးပြီးသွားပြီဆိုလို့ရှိရင်နားထောင်ပြီးတော့ like ဆိုပါနော် repeat after me ga ji kha gui ga nge ga ji nga okay တကယ်လို့ notebook နဲ့ဆိုလို့ရှိရင် pen ရှိလို့ရှိရင် screen ပေါ်မှာရေးကြည့်ရအောင်ဒါလေးကိုလေးကြောင်းမြင့်နေဆိုရင် between two blue lines ပြာရောင် line လေးနှစ်ခုကြားထဲမှာဝင်အောင်ရေးမယ်နော် okay ဖတ်ကြည့်ကြမယ်ဒါပါလေဟုတ်ပြီကာကြီးဒါရောခါကွေနောက်တစ်ခု okay ဂါငယ်ဂါကြီးငါငါ okay ဒီတစ်ခါတော့3កောက်နားထောင်မယ်ပြီးသွားရင်ရွေးမယ်နော်နားထောင်ပါ ga 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 which one is correct okay next 3កောက်နားထောင်မယ် listen 3 times kha 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 ဘယ်ဟာလဲ okay listen 3 times ga 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 which one is correct next ga nge ga nge ga nge okay choose the correct one which one is ka 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 ဘယ်ဟာလဲခနောက်တစ်ခုကဂဘယ်ဟာကဂလဲ okay နောက်တစ်ခုကတော့ဂမှာဂါကြီးဂါငယ်ဂါငယ်ဂါကြီးလို့ရှိတယ်ဒီထဲမှာကတော့ဂါငယ်ဘယ်ဟာလဲ okay စကားလုံးအနေနဲ့ကတော့ဒီထဲမှာ
ဝေါ်ဟာရအနေနဲ့ကတော့ကဆိုတော့ dancing ကတယ်ပေါ့နော် verb အနေနဲ့ dance လည်းရတယ်ကတယ်အကတယ်အကတယ်က okay နောက်ထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်